Samayi the Wanga the same this an in a pare, passing language or tomorrow no 1 to 3 pares solution reporting no 1 to 3 pares reporting tomorrow Thomas also has Asia the Kali Para the Kali Pares solution no tomorrow or Tadi to some like the Asata Fema Asata Matation then or tomorrow one time you yoga puri no one time sit that they yoga puri papa losing the really no to some like the Asata for Mutio or when young hope in it, now saying who's a sort of in Macau, who don't like to see what or no, the two supplement it out there, the two no, Gili out there, the movie from Mutio, Salada, when you down without got the party, who party son in the party family, and up for the Mutio, or a minute to say, or sort of did that down there, see how you can be a solution, what I'm holding. ဦးလန်းကျောင်းကအလုံးမလုံးတာမချစ်ချက်နိုင်တဲ့လက္ခဏာကိုပြတယ်ပေါ့နော်။သွေးစာနည်းနည်းပါတယ်ပေါ့နော်။တစ်ခါလေ1 fight တဲ့1ပြက်1 show လေးတွေဖြစ်တဲ့1 fight တဲ့ solution တော့တစ်ခါလေ1တော့ပြတာလေးပဲဖြစ်တတ်ပါတယ်။ဒါပေမဲ့အခုဒီသွေးပါလာပြီးမကြခဏ1တော့သွေးပါနေပြီဆိုရင်တော့မပေါ့တင်ဘူးရှင်။နော်။ဘာလို့လဲဆိုတော့ကျမတို့ဦးလန်းကျောင်းပိုင်းဆိုင်ရာဒီဆိုပိုင်းဆိုင်ရာမှာnormal ဖို့တဲ့ယောဂတူရှိနေလို့ဒါဝမ်းသွားသွေးပါတာပေါ့နော်များသောအားဖြင့်တော့ကျမတို့ဝမ်းသွားသွေးပါတာကျမစီကိုလာပြောမှုကောင်းမှုခံရတဲ့လူကအများစုမှာဝမ်းသွားသွေးပါတယ်ဆိုရင်မကြောက်ဘူးသူကအင်နာတက်လို့ရှိရင်ဖတ်လာတာဝမ်းသွားသွေးပါတယ်သွေးပါပြီးမကြောက်ဘူးလေကောင်းအဖြစ်နဲ့ကျမတို့အပြင်ဘက်ကိုဖတ်လာတဲ့ဆိုချင်တာလေးရှိတတ်ပါတယ်အဲ့လိုဆိုတော့ကျမအကြံဉာဏ်ပေးလမ်းညွှန်ချင်တာကတော့ပေါ့နော်မပေါ့ပါနဲ့နော်နေမျိုးပင်နိုင်ငံကလည်းပေါ့နော်မန္တလေးမျိုးနဲ့အနီးတစ်ဝိုက်မှာဆိုလို့ရှိရင်တော့ကျမတို့မန္တလေးမြို့မှာကျမတို့ရွှေတော်စစ်တိုက်စီကံတစ်ထည့်ရှိပါတယ်အမျိုးသားလူနာဆိုရင်အမျိုးသားအနာပေါက်ကျမတို့ကိုယ်တိုင်အမျိုးသမီးလူနာဆိုရင်ကျမကိုယ်တိုင်အသေးစိတ်ကိစ္စစံတက်ပြတာပြီးပါတယ်နော်အနည်းဆက်ဆုံးသေုံစီကံမှာတွားရောက်ကုသမှုခံယူပေးကြပါတယ်နောက်တစ်ခါလေးပြပြပေးလိုက်ပါမယ် online ကနေတစ်စင်းမိမိယောဂအကြောင်းအသေးစိတ်တမ်းမျိုးဆွေးနွေးပြီးကုသမှုခံယူခြင်းလို့ဆိုလို့ရှိရင်တော့ကျမရဲ့ဘက်ကအကောင့်399 မှာအသေးစိတ်တမ်းမျိုးဆွေးနွေးပြီးမိမိအနာယောဂပုံရဲ့ဒီကိုစားတဲ့ပြည်တွင်းလူနာဆိုရင်1000ဝယ်ပြည်ပနိုင်ငံရဲ့စားလူနာဆိုရင်2000ခွဲနဲ့ဒီအသေးစိတ်တမ်းမျိုးဆွေးနွေးပြီးကုသမှုခံယူလို့ရပါတယ်အဓိကတော့မပေါ့ပါနဲ့ကိုဂရုစိုက်ပါဟုတ်ကဲ့ပါချစ်ရမိတ်ဆွေများအားလုံးအနာယောဂကင်းရှင်းပြီးကျန်းမာပျော်ရွှင်ကြပါစေ